မင်္ဂလာပါရှင်ဒီနေ့ကတော့950ဆက်တော်ဧကကနိဗ္ဗာန်တဲကနံပါတ်89ကုဟကဆက်တော်အကြောင်းဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီဆက်တော်ကတော့တကြွယ်ကယုံကြည်၍ဥစ္စာအပ်တစ်ဖြစ်အံ့ဖွယ်ပြုကကောက်ကျစ်တော်ယဟန်အကြောင်းအောက်ပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါတယ်ရှင်နတ်လူတို့၏ဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်စီတဝန်ကျောင်း၌တရင်သုံးတော်မူစဉ်အံ့ဖွယ်တည်းကိုပြုလုပ်တတ်သောယဟန်တစ်ပါးရှိလေ၏ထိုယဟန်ကိုအကြောင်းပြု၍အောက်ပါအတိတ်ဇဝတ္ထုကိုဆောင်တော်မူသည်လွန်လေပြီးသောအခါပါရဏတိပြည်ဝဲပြမတတ်မင်းပြုတည်ရှိသောယတိတူသည်ရွာငယ်တစ်ခုကိုအမိပြု၍နေလေ၏ထိုယတိသည်ကောက်ကျစ်စင်လဲသောအကျင့်ရှိ၏စံကျစ်ထုံးကအံ့ဖွယ်တည်းကိုဖြစ်စေ၏တကြွေတယောက်သည်ထိုယတိကိုတီလာရှိသည်ဟုယုံကြည်လျက်အလွန်ကြည်ညိုသည်ဖြင့်တောကြောင်ဆောက်လုပ်ကိုကွယ်၍အိမ်တွင်အမြဲဆွန့်လွတ်ကြွေလေ၏တနေ့တ၌တကုံးရံကိုကြောက်သည်ဖြင့်အချိန်၄သိန်းရှိရွှေစင်နှက်ခတ်တရားကိုဆရာယတိကျောင်းတို့ဆောင်ယူ၍မြေမြုပ်ပြီးလျင်အရှင်ဖျားဤရွှေစင်ကိုကြည့်ရှုစောက်ရှောက်တော်မူပါဟုလျှောက်ထားအနှင်လေ၏ယတိလေဒါယကယတိဟန်တို့အားဤတို့တော်စကားကိုကြားရခြင်းသိချင်းပင်မအပ်ပေငါတို့မှာသူတစ်ပါးဥစ္စာ၌လိုချင်သောလောဘမြည်သည်မရှိပေဟုဆိုလေ၏တကြွယ်လေယတိစကားကိုယုံကြည်ကယတိထံမှဖယ်ခဲ့လေ၏ယတိပြက်လေနေ့ရက်3ရက်လွန်လျင်ဤရွှေစင်နှက်ခတ်တရားဖြင့်ငါမှာဒီဘဝတွင်အသက်မွေးလောက်ပေပြီဟုနှလုံးသွင်းလျက်ဖော်ယူကခီးရကြတနေရာ၌ထားပြီးလျင်ထိုတောင်အတော်ကြောင့်၌တာနေလေ၏နက်ဖန်နေ၌ထိုတကြွယ်၏အိမ်မှာပင်စွန့်စားပြီးလျင်တကြွယ်အားတရကတင်တို့ကိုမှီ၍နေသည်မှာကြာမြင့်ပေပြီတနေရာတွင်အလွန်ကြာမြင့်စွာနေသောယတိတို့အားလူတို့နှင့်ရောနှောခြင်းသည်အညစ်အကြေးဖြစ်သည်တို့အတွက်တင်တို့ကြောင့်မှငါသွားတော်မည်ဟုပြောဆိုလေ၏တကြွယ်လည်းသဘောရိုးဖြင့်ပြောဆိုသည်ဟုထင်မှတ်ကမသွားရန်အဖန်ဖန်သားမြစ်တော်လဲမရတော့သည်ဖြင့်ရှင်ဖျားအလိုရှိရာကြွတော်မူပါဟုလျှောက်တာခွင့်ပြုကရွာတကားတိုင်အောင်လိုက်ဖို့ပြီးလျင်ပြန်ခဲ့လေ၏ယတိပြက်လည်းအတန်ငယ်သွားမိသောအခါဤတကြွယ်ကိုငါလှည့်စားရလျင်ကောင်းမည်ဟုကြံစီ၍စံချစ်ကြား၌မျက်ခြောက်ကိုထားပြီးလျင်တဖန်ပြန်လာ၏တကြွယ်လည်းအရှင်ဖျားဘဲအတွက်ပြန်ခဲ့ပါသည်ဟုလျှောက်ထား၏ယတိလေဒါယကအမှတ်မဲ့ငါထွက်အလာတွင်တင့်အိမ်အမောမှမျက်ခြောက်တွင်ညှိပါလာသည်အာဒိနာဒါနာမြည်သည်ယတိဟန်တို့အားမအပ်ပေထို့ကြောင့်မျက်ခြောက်ပင်ကိုယူ၍ပြန်ပေးရန်လာသည်ဟုပြောဆိုလေထိုအခါတကြွယ်သည်ရှင်ဖျားမျက်ခြောက်ပင်ကိုဆွန့်၍ကြွားတော်မူပါအရှင်ယတိကိုကမြတ်ဝါချမ်းစိတ်ညကိုပင်သူတစ်ပါးပစ္စည်းဥစ္စာကိုမယူပေယုံမတန်ရကုကုဆရှိပေစားတကားဟုအတိုင်းထက်လွန်ကြည်ညိုကရှ िख ို၍လွတ်လိုက်၏ထိုစဉ်အခါပညာရှိတယောက်သည်ပစ္စည်းဥစ္စာတို့ကိုရရှိရန်ပိစံတရတို့တွားလေသောတကြွေအိမ်၌တဲခိုလေ၏တကြွေနှင့်စကားဆက်မိ၍ပြောကြရာယတိအကြောင်းကိုကြားလျင်ဤယတိပြက်သည်အမှန်မဟုတ်ချတကြွေဤပစ္စည်းဥစ္စာတစုံတရာကိုခိုးယူပေးလိမ့်မည်ဟုကြံစီ၍အဆွေယတိထံပစ္စည်းဥစ္စာတစုံတရာကိုအနံထားဘူးတလို့မေး၏အဆွေရွှေစင်နှက်ခတ်တရားအနံထားဘူးပါသည်ဟုပြော၏အဆွေဒီလိုဖြစ်လျင်ရှိတော်မည်မထင်အမြန်စုံစမ်းကြည့်ဟုပြောဆိုလေ၏တကြွေလေကျောင်းတို့အမြန်သွား၍စုံစမ်းရာရွှေစင်နှက်ခတ်တရားမရှိတော့သည်ဖြင့်တဖန်ပြန်လာ၍ယူမည်မဟုတ်ဤယတိပြက်ပင်ယူလိမ့်မည်လာပါယတိပြက်ကိုဖမ်းမည်ဟုတိုင်ပင်၍နှစ်ယောက်အတူအမြန်သွား၍ရှာဖွေကြရာယတိပြက်ကိုတွေ့သောအခါတုံနှောင်ဖမ်းဆီး၍ရိုင်းနှက်ပုတ်ခတ်ကရွှေစင်နှက်ခတ်တရားကိုအရာတောင်းပြီးလျင်ရွှေကိုပြလျက်ဟဲယတိကောက်ယတိပြက်တင်ပြောသောစကားမှာအလွန်နုညံ့လှ၏တင်ကရွှေစင်နှက်ခတ်တရားကိုခိုးယူခြင်း၌တနည်းကိုကိုစမရှိပဲမျက်ခြောက်တပင်ကဲ့ညိလာရာ၌တနည်းကိုကိုစရှိခြင်းမှာအလွန်အံ့ဖွယ်ကောင်းပေစွာဟု
ကဲ့ရဲ့ပြစ်တင်လျက်ယတိပြအားနောက်အခါဤကဲ့သို့သောအမှုကိုမပြုလေနှင့်ဟုဆုံးမ၍လှုပ်လိုက်၏ပညာရှိလေအဆွေတကြအားပျောက်ဆုံးသောရွှေစင်နှက်ခတ်တရားကိုပြန်ရစေပြီးလျင်မိမိအလိုရှိရာအရက်သို့တွားလေ၏ဤတို့လျင်မြတ်စွာဘုရားသည်အတိတ်ပိစုပန်နတန်သောဝတ္ထုတို့ကိုအနုတန်တည်ဆက်ဆက်တော်မူလျက်ယဟန်တို့ထိုအခါကောက်ကျစ်တော်ယဟန်ယတိသည်ယခုအခါအံ့ဘွယ်တည်းကိုပြုတော်ယဟန်ပညာရှိသည်ငါဖျားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူသည်ကုဟကဇက်တော်ဤတွင်ပြီး၏အခုလိုဖျက်ခွေရအောင်ကျေးဇူးပြုပေးခဲ့ကြသူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်နားထောင်ပေးကြသူများအားလုံးလည်းနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ